Hello မင်္ဂလာပါ MTK House Business Page ကနေကြိုဆိုလိုက်ပါတယ်ခုခေတ်ကာလမှာဆိုလို့ရှိရင်တော့ဝင်ငွေတစ်ခုတည်းနဲ့မိသားစုဘဝကိုရပ်တည်ဖို့ဆိုတာလုံးဝမလုံလောက်တော့ပါဘူးမိတ်ဆွေကနေတိုင်းပဲဘလောက်ပဲစူးစမ်းနေပါစေမိတ်ဆွေရဲ့ဝင်ငွေကရပ်တက်နေမယ်ဆိုလို့ရှိရင်တော့ဒီခက်ခဲပြဿနာကိုရင်ဆိုင်ရမှာဖြစ်ပါတယ်လို့ဒါပေမဲ့မိတ်ဆွေတယောက်တည်းမဟုတ်ပါဘူးကျမလည်းဒီလိုမျိုးအခက်ခဲတွေကိုကြုံတွေ့ခဲ့ရတယ်မိခင်တယောက်ဖြစ်ပါတယ်လို့ကျမကတော့ဩစတြေးလျနိုင်ငံမဲဘုံမြို့မှာမိသားစုနဲ့အတူတူနေထိုင်ရင်းနဲ့ကင်နာဂါဒန် full time educatorအတယောက်ကြီးလောက်ကိုင်းနေနဲ့အတူဒီ digital online business ကိုလောက်ကိုင်းခဲ့တာဖြစ်ပါတယ်ဒီ digital online business ကိုလောက်ကိုင်းပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်မိတ်ဆွေခုနကခံစားနေရတဲ့ပြဿနာတွေကိုကျမကရင်ဆိုင်ဖြေရှင်းနိုင်ခဲ့တာဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့ကျမကအဆင်ပြေနေသလိုမိတ်ဆွေတငယ်ချင်းတို့ကိုလည်းအဆင်ပြေခြင်းနဲ့ဆန္ဒနဲ့ကျမရဲ့ digital business လုပ်ငန်းလေးကို share လုပ်ခြင်းဖြစ်ပါတယ်ဒီ digital business လုပ်ငန်းအားဆိုလို့ရှိရင်အတွေ့အကြုံ background ရှိကြမလို့ပါဘူးပြီးတော့ online ကနေအလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့နေရာမရွေးဒေတာမရွေးမှာမိတ်ဆွေလုပ်ကိုင်လို့ရတာဖြစ်ပါတယ်မိသားစုနဲ့အခုလိုပဲတွိုင်းလာရင်းနဲ့လေလုပ်ကိုင်လို့ရတဲ့လုပ်ငန်းဖြစ်ပါတယ်ပြီးတော့ဒီလုပ်ငန်းလေးရာဆိုလို့ရှိရင် training နဲ့ step by step မိတ်ဆွေကိုသင်ကြားပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ပူစရာမလိုပါဘူး mentor နဲ့ coach ကလည်းမိတ်ဆွေကိုကူညီပေးနေမှာဖြစ်ပါတယ်လို့ပြီးတော့ဒီလုပ်ငန်းလေးကတရံဝင် business လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့သားစဉ်မြေးဆက်တွေကိုလည်းလက်ဆင့်ကမ်းလို့ရတဲ့လုပ်ငန်းလေးဖြစ်ပါတယ်ဒီလုပ်ငန်းလေးကကိုယ့်ရဲ့စူးစမ်းမှုအပေါ်မှာမူတည်ပြီးတော့ပင်စင်လာစာကိုလည်းခံစားလို့ရတဲ့လုပ်ငန်းလေးလည်းဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့အခွင့်အရေး opportunity တွေအများကြီးရှိတဲ့ဒီ digital business လုပ်ငန်းလေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ကျမရဲ့ website ဖြစ်တဲ့ www.mtkhouse.com.au မှာမိတ်ဆွေရဲ့နာမည်လေးနဲ့ email လေးထည့်ပြီးတော့လာရောက်လေ့လာလို့ရပါတယ်ဒါမှမဟုတ်ကျမရဲ့ video အောက်မှာလည်း comment လေးတွေရေးပြီးတော့မြင်မြန်လို့ရပါတယ် Messenger မှာလည်းလာရောက်မြင်မြန်လို့ရပါတယ်လို့ပြောချင်ပါတယ်ကျမကတော့ digital online business ကိုလုပ်ကိုင်ချင်တဲ့လူတွေကိုကူညီပေးနေတဲ့မန္တာတယောက်ဖြစ်ပါတယ်လို့ Thank you for watching bye